အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့အသစ်ထွက်မဲ့ EPC App Store ကနေအသစ်ထွက်မဲ့ Grade 4 application လေးအကြောင်းလေးမိတ်ဆက်ပေးချင်တာပေါ့နော်ကျွန်တော် software လေးကိုကြည့်အောင်အဲ့တော့ဒီ software လေးကတော့ကျွန်တော်တို့တင်ကြားရေးမဟုတ်ပဲနဲ့တင်ထောက်ကူပေါ့နော်ကလေးတွေအတွက်ဘယ်လိုတောင်းတနေရကနေဖြည့်ဆည်းပေးမလဲပေါ့နော်ကလေးတွေမဟုတ်ဘူးဆရာမတွေဆရာတွေနော်မိဘတွေဒီလို၃မျိုးကနေပြီးတော့တင်ထောက်ကူပေါ့နော်တင်ကြားရေးတော့ကျွန်တော်တို့ဘက်ကနေမလုပ်ပေးနိုင်သေးဘူးပေါ့နော်အဲ့တော့တင်ထောက်ကူဘာလုပ်ပေးနိုင်မလဲလို့ကြည့်တဲ့အခါအများလုပ်နေတဲ့ဒီနာမည်ကြီး application တွေရှိပါတယ်ဝါဆိုလန်းတို့ဘာလို့ဆိုသူတို့ကတင်ကြားရေးဘက်ကိုပို့ပြီးချင်းကပ်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကြတော့ဒီတင်ထောက်ကူဘက်ကိုချင်းကပ်ရင်ပိုကောင်းလိမ့်မယ်လို့လည်းထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့တင်ထောက်ကူလေးဖြစ်အောင်အရင်ဆုံးဒါပထမဆုံး version မှာ software လေးဖြစ်အောင်လုပ်လိုက်တယ်ပေါ့နော်ကျွန်တော်တို့ဘာတွေထည့်ပေးထားလဲဆိုရင်တော့ရိုးရိုးလေးပဲ PDF file လေးတွေเนาะဆရာတွေအတွက်ကောကျောင်းသူကျောင်းသားတွေအတွက်ကောအလွယ်တကူကြည့်လို့ရအောင်ဆိုပြီးတော့ထည့်ထားတယ်တချို့ offline သုံးကျင်တဲ့ကျောင်းသူကျောင်းသားတွေအတွက်ပေါ့နော်တချို့စာအုပ်ခဲတဲ့သူတွေအတွက်ပေါ့ဗျာဒီလိုလုပ်လို့ရတယ်အဓိကကျွန်တော်တို့ဒီ software မှာအဓိက focus လုပ်ထားတာတော့အင်္ဂလိပ်စာတစ်ခုတည်းပဲကျန်တာတွေကတော့ခုနပြောတဲ့ဆရာတွေအတွက်guide ရယ်textbook ရယ်ထည့်ပေးထားတာတွေကြီးပဲပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်သိမပြတော့ဘူးနော်အဲ့တော့အင်္ဂလိပ်စာမှာကျွန်တော်တို့ဗာလုပ်ထားလဲဆိုရင်ကျွန်တော်တို့ကဒီဝေါ်ဟာရနဲ့လေ့ကျင့်ခန်းများပေါ့နော်အဓိကတော့အင်္ဂလိပ်စာကလေးတွေကိုတက်စေချင်တာပေါ့နော်အဲ့ဒီရွေးချက်နဲ့ဒီ software လေးတွေလုပ်ဖြစ်သွားတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုရဲ့ကိုသားသမီးတွေလည်းရှိတဲ့အတွက်ဒီ software လေးတွေကလည်းသူတို့အတွက်လည်းတောင်းတနေရကနေအလုပ်ဖြစ်လိမ့်မယ်လို့ယုံကြည်ပြီးတော့ဒါလုပ်လိုက်တာပေါ့နော်အဲ့တော့ဘာလုပ်မလဲဆိုရင်ဝေါ်ဟာရတွေသူတို့ကြက်မှတ်လို့ရမှာပေါ့နော်တာမန်အပြည့်ကလေးတွေကဖုန်းတို့ဘာတို့အခုခေတ်မှာလက်လွတ်ဖို့တော့ရာဂိုင်နှုန်းတော်တော်လေးနည်းသွားပြီပေါ့နော်နည်းမဲ့အတူတူသူတို့အတွက်လည်းတင်ထောက်ကူဖြစ်မဲ့ software လေးမျိုးရှိရင်ပိုကောင်းတယ်ပေါ့နော်သူတို့နဲ့လက်ပွန်းတတိဒီ software လေးကိုပေးသုံးမယ်ပေါ့နော်အဲ့တော့ဒီ software လေးကိုသုံးပြီးတော့သူတို့ရဲ့ဒီအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဒီတင်ကြားမှုတွေကိုတခန်းတကန်နာကနေတိုးမြင့်လိုက်ဘယ်လိုနေမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာထည့်ပေးထားတယ်ပေါ့ဒီမှာဆိုရင် I'm short and slim ဆိုတဲ့သင်ခန်းစာမှာ people around us ပေါ့နော်အဲ့မှာဝေါ်ဟာရလေးတွေကိုအကုန်လုံးကိုအတန်ထွက်လေးနဲ့တကွာပေါ့နော် unit people အဲ့တော့ဒီအတန်ထွက်လေးကကျွန်တော်တို့ဒီ MP3 ထည့်ပေးထားတာမဟုတ်ဘူးဗျကျွန်တော်တို့ကဒီ phone system မှာပါတဲ့ TTS ဆိုတဲ့ text to speech system ကိုသုံးထားတာပေါ့နော်အဲ့ဟာနေပြီးတော့အတန်ထွက်ပေးတာနော်အဲ့ဒါလေးပါအဲ့တော့ MP3 ထည့်ထားတာမဟုတ်တဲ့အတွက်တချို့ဖုန်းတွေမှာအဆင်မပြေတာရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ဖုန်းအများစုကတော့ setting နဲ့သွားပြီးချိန်လိုက်တာနဲ့ဒီအတန်ထွက်လေးရတဲ့ဖုန်းကတော်တော်များတယ်ပေါ့နော်အဲ့တော့ဒီလိုအတန်ထွက်လေးထည့်ပေးထားတယ်အဲ့တော့ဒီ software လေးတကယ်လို့အောက်ကဥစ္စာတွေကတော့ကျွန်တော်တို့ကဒီအခန်းတစ်ခုပဲပေးထားတာပေါ့နော်ကျန်တာတွေဝယ်ရမယ်ပေါ့နော်အဲ့လိုကျွန်တော်တို့သတ်မှတ်ထားပါတယ်အဲ့တော့ဒီຢာကအစမ်းကျွန်တော်တို့တင်ထားစေကာလဖြစ်တဲ့အတွက်တကယ်လို့ဝါသနာပါတယ်သုံးကြည့်ခြင်းနဲ့လည်းသုံးမဲ့လူတွေဆိုရင်ကျွန်တော်တို့တစ်နှစ်စာနော်ကျွန်တော်တို့လက်ခမဲ့ပေးလို့ရပါတယ်နော်ဒီအောက်ကအခန်းတွေအကုန်လုံးကျွန်တော်တို့လေ့လာလို့ရအောင်လုပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီမှာရှာတာလည်းပါတယ်ပေါ့နော်ရှာတဲ့ကဏ္ဍလေးလည်းထည့်ပေးထားတယ်ဆိုတော့အဓိကပြချင်တာကတော့ခုနဝေါ်ဟာရကတော့ဒီတိုင်းပဲအပြင်မှာလဲစာအုပ်တွေချက်တယ်လို့ပဲဒီမှာလဲစာအုပ်တွေနဲ့software နဲ့ချက်တာပေါ့ software မှာဘာပိုကောင်းလဲလို့မေးရင်အတန်ထွက်ပါတယ်စနစ်ပါတယ်ဒီလောက်ပဲပေါ့နော်အဲ့တော့စာအုပ်ထဲနည်းနည်းပိုတာကဒါတခုပဲနောက်ထပ်ပိုနိုင်တာကတော့ကျွန်တော်တို့လေ့ကျင့်ခန်းလေးထည့်ပေးထားတယ်ပေါ့နော်လေ့ကျင့်ခန်းမှာဘယ်လိုလုပ်ပေးထားလဲဆိုရင်ကျွန်တော်တို့ကဏ္ဍလေးတွေသူ့ chapter လိုက်ခွဲပေးထားတယ်ပေါ့နော်ဒီမှာဆို reading နှစ်ခုရှိတယ် listening ရှိတယ် word sound matching တွေ fill in the blank တွေchoose correct spelling ပေါ့နော်စလုံးပေါင်းအမှန်ရွေးမယ်ဝေါ်ဟာရအမှန်ရွေးမယ်နောက်ပြောနိုင်မှုစွမ်းရည်နောက်ရေးနိုင်မှုစွမ်းရည်ဒီလောက်ထိကျွန်တော်တို့အကုန်ထည့်ထားတယ်အဲ့တော့ဒါတခုချင်းစီပါအဓိပ္ပာယ်လဲဆိုတော့အဓိကကလေးတွေကငငယ်လေးတွေကဒီ vocabulary ပေါ့နော်ကိုနိုင်မှဖြစ်မယ်ပေါ့နော်အဲ့တော့သူကပထမဆုံး reading မှာဆိုကျွန်တော်တို့လေ့ကျင့်လို့ရတာဥပမာအနေနဲ့ဒီမှာဆိုရင်ရှိသည်ပိုင်ဆိုင်သည်စားသည်ဒီဥစ္စာပေါ့နော်အဲ့တော့ဒီမှာဒီစလုံးလေးနဲ့သက်ဆိုင်တဲ့ဥစ္စာကိုရွေးပေးရမယ်ပေါ့နော်ဒီမှာအတန်ထွက်မပါဘူးအဲ့တော့ဒီမှာဆိုကျွန်တော်တို့ဖြစ်နိုင်တာ၄ခုတွေကတစ်ခုပဲပေါ့နော်အဲ့တော့သူကကလေးကသိတယ်ဆိုရင် have ကိုနှိပ်မယ်ပေါ့နော်
မှန်တယ်ဆိုရင်အတန်ထွက်လေးနဲ့တကွာသူပြောပြပေးတယ် have ပေါ့နော်အဖြေသည်ဆိုရင်ကျွန်တော်တို့ဘာဖြစ်မလဲ answer နော်သူအတန်ထွက်လေးတိုင်းလိုက်ပြီးလေ့ကျင့်နိုင်ရင်တော့ပိုကောင်းတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကြတော့နှုတ်ကြိုးသွားပြီပေါ့နော် together နော် together မဟုတ်သူက to တူလေးပဲပြောတာ together နော်ဆရာမကတော့ရိုးနေပြီပေါ့နော်ဒီကလေးတွေသိနိုင်ပါလေအဲ့လိုလေးလေ့ကျင့်မယ်ပေါ့နော်ငါးလုံးစီလေ့ကျင့်မယ်ဆိုရင်တနည်းနည်းလေ့ကျင့်သွားမယ်ဆိုရင်တော့နော်တိုးတက်လာမှာပါကလေးကနော် then အဲ့လိုလေးပြီးသွားပြီဆိုရင် result လေးတွေ့ရမယ်ကျွန်တော်တို့နော်အဲဒီလို၅ခုဖြည့်တာ၅ခုလုံးမှန်တယ်လက်မထောင်တယ်ပေါ့ဗျာသူပြန်ဖြည့်ခြင်းလဲရတယ်အဲ့တော့ဒီထဲမှာကျွန်တော်ခုနပြောတဲ့တစ်ချက်ကပါလဲဆို1စာမှုပွဲ reading ကိုတစ်ခါလေ့ကျင့်လိုက်တာတစ်ခါ pass ရတယ်ဆိုကြပါစို့၅ခုလုံးဖြည့်တယ်မှန်လဲမှန်တယ်ဆိုတော့တကယ်လို့ဒါသူ၅ခုလုံးနဲ့က fail ဖြစ်သွားမယ်ကျသွားမယ်ဆိုရင်ဒီမှာ1တက်လာမှာမဟုတ်0ပဲဖြစ်နေမှာအဲ့တော့ကျွန်တော်ကဘာပြောချင်တာလဲဆိုတော့ဒီနေရာမှာမိဘတွေအနေနဲ့ဒီအခန်းကို people around us ဆိုတဲ့အခါမှာငါသားသည်ငါကလေးသည်ငါတမီသည်ဘေကနာလေးကချိုရင်းနေလဲဆိုတဲ့ဥစ္စာကိုဒီဥစ္စာလေးဒီ statistic ပေါ့နော် report လေးကိုကြည့်ချင်းအဖြစ်သိနိုင်တယ်ပေါ့နော်ကလေးရဘယ်ဘိုင်းမှာအားနေတာလဲနော်ဒါနောက်တစ်ခုသွားမယ် listening look ဒါဆိုရင် तू ကအတန်နဲ့အင်္ဂလိပ်လိုပြောတာဒီမှာ look ဆိုတဲ့ဥစ္စာကို तू လိုက်ရှာဒါဒီအစ်စ်လဲကလေးတွေကကျွမ်းကျင်နိုင်ပါတယ်နော် practice ဒီလို interactive ရှိတဲ့ဥစ္စာ sound environment မှာမရနိုင်ဘူးပေါ့နော်ဆရာကပြောပြမယ်ဆိုရင်လည်းဆရာကအချိန်အများကြီးပေးပြမယ်ပေါ့နော်အဲ့တော့ကလေးဟာဒီလို software နဲ့လေ့ကျင့်တာပို့ပြီးတော့သူ့အတွက်ပို့ပြီးတော့တက်တောင်းတက်တာလည်းရှိနိုင်တယ်နော်ဘာမှဒီဆရာကိုလည်းအားနာစရာမလိုဘဲနဲ့လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါ software အားသာချက်ကိုပြောချင်တာပါအားသာချက်ရှိသလိုအားနည်းချက်လည်းရှိတယ် software မှာနော်နောက်တော့မူပြီးသွားရင် channel ဥစ္စာတွေတော့တိတ်မပြတော့ဘူးကျွန်တော်ဥပမာဆိုကြပါ word sound matching ဆိုပုံစံလေးရဒီလိုဗျာအဲ့တော့ဒီလိုလေးရွေးပေးရတာနော်အဲ့တော့ fill in the blank ဆိုလဲကျွန်တော်တို့မြန်ပြသွားမယ်အဲ့တော့ဒါလေးဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ဆွဲထည့်ရတယ် SCHO ပေါ့နော်ကျွန်တော်တို့ဒီလိုလေးဒီလိုလေးတွေကျွန်တော်တို့လေ့ကျင့်လို့ရမယ်နောက်တစ်ခုက correct spelling 1ဆိုတဲ့ဥစ္စာဆိုရင်လဲဒီမှာဆိုရင် EDRA နော် EDRA ဆိုရင်ကျွန်တော်တို့ဘာဖြစ်မှာလဲEDRA နော်ကျွန်တော်လည်းမသိဘူးအဲ့တော့မသိဘဲနဲ့ဆိုကျွန်တော်ရမ်းနေကြည့်မယ်အဲ့တော့ဒါဆိုရင် READ read နော် read တော့ကျွန်တော်မေ့နေအဲ့လိုလေးလေ့ကျင့်လို့ရတယ်ပေါ့နော်ဟုတ်ပြီနောက် correct vocabulary မှာသွားကြည့်အောင်ဒါဆိုရင်စလုံးတွေကိုမှောင်းဆင်ထားတာပေါ့နော်ဒီမှာ gases လို့ကျွန်တော်ထင်တယ်ပေါ့နော်ဟုတ်တယ်အဲ့လိုမျိုးလေးတွေလေ့ကျင့်လို့ရမယ်အဓိကပြချင်တာပါလဲဆိုဒီပဲ speaking လာပြီဗျဒီနေရာမှာကျွန်တော်တို့ရွေးရတာမဟုတ်ဘူးဗျအဲ့တော့ microphone လေးပေးထားတယ်အဲ့ဒါလေးနှိပ်ပြီးတော့မဟာပြားတော့အများဆိုတဲ့ဥစ္စာဆိုကျွန်တော် many ဆိုတဲ့ဥစ္စာကိုအတန်နဲ့ထွက်ပြီးတော့ပြောရတာအဲ့တော့ तू က तू မှကိုပြောလိုက်တာနဲ့ तू ကနဲ့တထေရတဲ့ကြာမှမှန်မှပဲကျွန်တော်တို့အမှတ်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ပြောကြည့်မယ်အဲ့တော့ဒီလို microphone permission လေးတောင်းတယ် record audio လုပ်ဖို့ तू လိုအပ်တယ်အဲ့ဒါဆိုရင် only this time လေးရတယ် only this time လေးရတယ်ပေါ့နော် many oops ကိုပြောလိုက်တာတော့မှားသွားတယ်ပေါ့နော်အဲ့တော့မှားရှိတတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကကိုနှိပ်တာနဲ့ permission ပေးတာနဲ့လည်းဖြစ်တတ်တယ်နောက်ဘေးရဆူညံတန်အကြောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ထပ်ကြိုးစားကြည့်မယ်ကိုယ်တိုင်တော့မှားတယ်ဆိုတော့ hair hair ဒါမျိုးတွေသူဆိုကျွန်တော်ပြောတဲ့အတန်ကို catch မမိနိုင်ဘူးပေါ့နော်ဒါကတော့system အားနည်းမှုလည်းဖြစ်နိုင်တယ်ပေါ့နော် hair မသိဘူးအဲ့တော့ကျွန်တော်မှားပြောလိုက်မယ် short ဒါဆိုမှားသွားပြီနော်ကြော်လို့မရရင်ဒီလိုကြော်ပေးပါကျွန်တော်ထပ်ကြိုးစားကြည့်မယ်အဲ့တော့အစုံဆိုတော့ဒါလည်း hair နဲ့အလားတန်တူတဲ့ဥစ္စာမှားအောင်မယ်ထင်တယ် pear ဒီစလုံးလေးဆိုရင်ကျွန်တော်အတန်မသွားဘူးဖြစ်နေ pear ဟုတ်တယ် pear ကျွန်တော်ဘာကြောင့်ဖြစ်နိုင်လဲလို့ထင်တယ်ဆိုရင်တော့ကျွန်တော်တို့ဥစားပါတော့ဒီ internet ပိတ်ထားတာလည်းဖြစ်နိုင်တယ် internet မရလို့လည်းဖြစ်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့မှန်ပါတယ်ဆိုရင်ဒီတစ်လုံးတော့မှန်မယ်ထင်တာပဲ yes ဒီတစ်လုံးတော့မှန်နေကြနော်အဲ့တော့ကိုယ့်ရဲ့ရည်ချင်းတွေအများကြီးပေါ်သွားပြီပေါ့နော်ဝါကြ
sentence အဲ့မှာဆိုရင်ကျွန်တော်နှစ်ခုတော့မှန်သေးတယ်ဆိုရင်နည်းနည်းလေးပြုံးအောင်မယ်လို့တော့နေရပေါ့နော်အဲ့တော့ပြုံးနေဆိုရင်အမှတ်ရတယ်ပေါ့နော်တကယ်လို့မဲ့သွားတယ်ဆိုရင်ဒီမှာကျွန်တော်တို့အမှတ်မရတော့ဘူးပေါ့နော်ဒီလိုလေးတွေလေ့ကျင့်လို့ရတာပါနောက်တစ်ခုကတော့ဒါ writing ပေါ့နော် writing က internet လေးလိုတယ်အဲ့တော့ပထမတစ်ချီမှာ तू ကလိုအပ်တဲ့ file ကို तू က down ရတာဖြစ်တဲ့အတွက်နည်းနည်းလေးကြာနိုင်တယ်ပေါ့နော်အဲ့တော့ तू ကဒီမှာအတန်မထွက်နိုင်သေးဘူးဆိုတော့ writing ကိုကျွန်တော်မပြတော့ဘူးပေါ့နော်အဲ့တော့ဒီ software လေးမှာဒီလိုလေးတွေကလေးတွေအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးလေ့ကျင့်လို့ရတာမျိုးဆိုလိုတာပါနော် software လေးနဲ့လုပ်တယ်ဆိုတာအဲ့လိုမျိုးပြောတာပါတခြားခန်းတွေကကျွန်တော်တို့ software လေးအခမဲ့သုံးခြင်းလို့သုံးခွင့်ပေးပါတယ်ကျွန်တော်တို့public ကိုလည်းကျွန်တော်တို့ဒီ software ကမရောက်သေးတဲ့အတွက်ကျွန်တော်တို့ testing တွေပြင်ရမှာတွေအများကြီးရှိသေးတယ်ပေါ့နော်လောလောဆယ်အထိတော့ဒီလိုသုံးလို့တော့ရနေပြီဗျเนาะတကယ်လို့စိတ်ဝင်စားတဲ့သူတွေရှိရင်ကျွန်တော်တို့ဆက်သွယ်ပြီးတော့application လေးကိုအကုန်လုံးလေ့လာလို့ရအောင်ကျွန်တော်တို့ဖွင့်ပြလို့ရပါတယ်အောက်ကဒီ menu လေးကိုနှိပ်လိုက်မယ်ဆိုရင်အချက်လက်များထဲမှာကျွန်တော်တို့ဖုန်းမပုံတင်ရန်ဆိုတာရှိတယ်အဲ့မှာကျွန်တော်တို့အချက်လက်လေးဖြည့်ပြီးတော့ပေးပို့ရတယ်ပေါ့နော်ပေးပို့ပြီးကျွန်တော်တို့ဘာနဲ့ဆက်သွယ်လဲဆိုရင်ဒီအချက်လက်များထဲမှာပဲဒီဆက်သွယ်ရန်ရှိတယ်ပေါ့နော် Telegram Viber ကျွန်တော်တို့ထားပေးရတယ်ဖုန်းနဲ့ဆက်သွယ်ရင်လည်းကျွန်တော်တို့လမ်းညွှန်ပေးလို့ရတယ်နော်အဲ့လိုမျိုးလေးကျွန်တော်တို့တင်ထောက်ကူကောင်းလေးတစ်ခုဖြစ်အောင်ကျွန်တော်တို့ကြိုးစားနေတယ်ပေါ့နော်အဲ့တော့တခြားလဲထပ်ထည့်ပေးဦးမယ်ပေါ့နော်ကျွန်တော်တို့ဘာလေးတွေရှိလဲအငယ်တန်းလေးတွေမှာတော့ကျွန်တော်တို့ဘာတွေလုပ်ထားပြီးလဲဆိုရင်အငယ်တန်းလေးတွေဆိုတာသူက paper နဲ့လေ့ကျင့်ဖို့လိုတယ်လေအဲ့တော့ကျွန်တော်တို့မေးခွန်းတွေကိုထုတ်နိုင်အောင်ကျွန်တော်တို့လုပ်နေတယ်အဲ့တော့ဒီ workbook ဆန်ဆန်ပေါ့နော် workbook ဆန်ဆန်မေးခွန်းတွေကိုဆရာမတွေကကိုယ့်အကူပြင်စရာမလိုဘဲနဲ့ application ကနေပြီးတော့တောက်လျှောက်ချက်ချင်းကိုပြောင်းedit လုပ်ချင်တယ်လို့လုပ်လို့ရအောင်ကျွန်တော်တို့လုပ်နေတယ်ပေါ့နော်အဲ့တော့တကယ်လို့ကျွန်တော်တို့အချိန်တွေရလို့ကျွန်တော်တို့လောက်လာနိုင်ပြီဆိုရင်ဒီ grade 4ကိုလည်းကျွန်တော်တို့အင်္ဂလိပ်စာမှာအင်အားထပ်ဖြည့်မှာပါเนาะအဓိက3ဘာသာပေါ့เนาะကျွန်တော်တို့လုပ်မယ်ဆိုရင်မြန်မာစာအင်္ဂလိပ်စာသင်ချာကျွန်တော်တို့အဲ့လိုမျိုးမေးခွန်းလေးတွေနဲ့မေးခွန်းလေးတွေထုတ်လို့ရအောင်ထုတ်ပြီး on the fly ပေါ့เนาะမေးခွန်းကိုထုတ်ပြီးတော့ချက်ချင်းကလေးကိုပေးပါမှာဖြည့်ခိုင်းရင်ဘာပဲပြောပွဲမဝင်ခင်မှာကလေးကိုလေ့ကျင့်ပေးဖို့လိုတယ်ပေါ့เนาะအဲ့တော့ဒီလိုသင်ထောက်ကူ software လေးကောင်းတစ်ခုလေးဖြစ်အောင်ကျွန်တော်တို့စူးစမ်းနေပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်